မင်္ဂလာပါဗျာမင်္ဂလာပါတတိတိချစ်မိတ်ဆွေတို့ရေကျွန်တော်တို့တရက်ခုနှစ်လ2000နဲ့ဗာလဲ25ခုပေါ့နော်ကျွန်တော်တို့တရက်ခုနှစ်လ2025ခုယနေ့အင်္ဂါနေ့မှာပေါ့နော်အင်္ဂါနေ့မှာထွက်မဲ့ဒါ3D ကဏ္ဍအတွက်ပေါ့နော်အင်္ဂါနေ့မှာတွေ့မဲ့ 3D ကဏ္ဍအတွက်ကျွန်တော်ရဲ့အကြိုက်ဆုံးကဏ္ဍပေါ့နော်ကျွန်တော်ရဲ့အကြိုက်ကဏ္ဍ3ခွက်ပေါ့နော်ကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍပေါ့လေကျွန်တော်ဒါရထားတဲ့ကဏ္ဍ3ခွက်ပါဒါအကြိုက်တူတဲ့ 3D ဝါသနာရှင်တွေယူထိုးလို့ရပါတယ်เนาะအကြိုက်တူမှယူထိုးကြပါတယောက်နဲ့တယောက်အကြိုက်တူကြမှလည်းတူရကြတော့ပဲเนาะခဏန်းတွေကလည်းခုနကရတာတွေကလည်းများကြတော့ဗောနော်အဲ့တော့အကြိုက်တူမှယူထိုးကြပါเนาะအဆင်ပြေမှယူထိုးကြပါဗောနော်အဲ့ဒါကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍဗောနော်3ခွက်ရထားပါတယ်အဲ့တော့အကြိုက်တူရင်ယူထိုးကြပါရုံးဆုံးကျွန်တော်ရဲ့စိတ်ကြိုက်ကဏ္ဍက6839เนาะ6839ပေါ့เนาะဒီကဏ္ဍလေးနဲ့ကျွန်တော်ကြိုက်တယ်ပေါ့เนาะဒီကဏ္ဍလေးနဲ့ကျွန်တော်ကြိုက်တဲ့ကဏ္ဍပေါ့เนาะ6839ဒါအကြိုက်တူရင်ယူထိုးကြပါဒုတိယကျွန်တော်အကြိုက်ဆုံးကဏ္ဍက4639ပေါ့နော်4639ကျွန်တော်ဒါတို့ကျွန်တော်ရဲ့ဒုတိယအကြိုက်ဆုံးကဏ္ဍကပေါ့နော်4639ပေါ့နော်အကြိုက်တူရင်ယူထိုးပါနော်4639ပေါ့နော်အကြိုက်တူရင်ယူထဲတာပါနောက်ဆုံးကျွန်တော်အကြိုက်ဆုံးကဏ္ဍက208ပေါ့နော်208ပေါ့နော်ဒါကျွန်တော်ရဲ့အကြိုက်ဆုံးကဏ္ဍ3ခွက်ပေါ့နော်နောက်ဆုံးကဏ္ဍက208ပေါ့နော်6839ရဲ့4639ရဲ့ပြီးတော့208ပေါ့နော်208ရဲ့အကြိုက်တူတဲ့ 3D ဝါသနာရှင်တွေ 3D ညီကိုမောင်နှမတွေဒါထိုးလို့ရတယ်ပေါ့နော်ကြာရင်တော့ပေါ့နော်အများကြီးတော့လည်းမထိုးပါနဲ့နော်ဒါကမ္မတက္ကပေါ့လေကံပါမှကျွန်တော်တို့ရကြမှာဆိုတော့အဲ့တော့ဒါကတော့ကျွန်တော်ရဲ့အကြိုက်ဆုံး3ခွက်ပါအကြိုက်တူရင်ယူထိုးကြပါအကြိုက်မတူရင်လည်းမထိုးကြပါနဲ့ပေါ့နော်အဲ့တော့ကမ္မတက္ကဆိုတော့တယောက်နဲ့တယောက်လည်းအကြိုက်တူချင်မှတူမှာပေါ့နော်ကဲအားလုံးပဲ 3D ဝါသနာရှင်တွေအားလုံး 3D ညီကောင်မလားရဲ့အားလုံးကံကောင်းကြပါစေဗျာကံကောင်းကြပါစေနော်